Hello မင်္ဂလာပါရှင်ဒီနေ့ချက်သားဟင်းလေးချက်ပြပါမယ်ကျသွန်ဖြူချင်းကျသွန်နီကိုအနည်းများစားခြင်းလို့9လုံးလောက်ထည့်ပြီးတော့မျိုးလေးခွဲခြင်းနဲ့ထောင်းတယ်ပြီးရင်စီတက်ပါရဲ့ရှင်မြန်လေးပဲပြလိုက်တယ်နော်ပြီးတော့ရင်ချက်သားကိုစားစနွင်းခနော်လေးနေထားလေးနဲ့လုံးချက်ပါလိမ့်ရှင်သူ့ကိုခင်းလေးအုပ်မယ်သူ့အရေးတိုင်းနဲ့ပြုတ်မယ်ပေါ့နော်ပြီးတော့မှသူ့ကိုညီမတို့ကဒီရဲ့ရေလေးထည့်မယ်ပေါ့နော်ရေကိုသူ့ကိုလည်းနူးနေအောင်ပြုတ်မှပြကြမလို့ချက်သားကို2ရေလောက်တော့ထည့်ပြုတ်ပေးရပါတယ်ရှင်ချက်သားနဲ့အမှားဆိုတော့လေဒီတော့ရင်ဒီလိုရေချမ်းစီရလေးဖြစ်နေရင်တော့ခဏလေးတည်ထားလို့ပါရှင်ဒီတော့ရင်တော့ဒီလိုစားချင်စရာကောင်းတဲ့ချက်သားနဲ့စီပြန်နှင်းလေးရပါပြီရှင်ပြောရင်းနဲ့အောင်တည်ရယူလိုက်အားလုံးကြည့်ပေးကြလို့ကျေးဇူးပါဘိုင်ဘိုင်